အခုကျွန်တော်ပြပြမယ်အကြောင်းအရာကကျွန်တော်တို့နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ပတ်ဝန်းကျင်မှာစိတ်ကြည်နူးစရာကောင်းပြီးမိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့သွားလာလှုပ်ရှားတဲ့အခါမှာအဓိကလိုအပ်တဲ့လိုအပ်ချက်တစ်ခုရှိနေပါတယ် Wow အဲ့ဒါကတော့ဒီနေ့ခေတ်မှာမျိုးသားအမျိုးသမီးတိုင်းတို့ကလိုအပ်နေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်ဒါဆိုရင်ဘာဖြစ်မလဲကျွန်တော်တို့နေ့စဉ်သွားလာလှုပ်ရှားနေတဲ့အချိန်တိုင်းမှာလုပ်ငန်းခွင်နေရာမှာပဲဖြစ်ဖြစ်ပြင်ပထိတွေ့ဆက်ဆံတဲ့နေရာတိုင်းမှာပဲဖြစ်ဖြစ်လိုအပ်နေတာကတော့ရေမွေးဖြစ်ပါတယ်ဘာလို့ရေမွေးကိုလိုအပ်လဲဆိုရင်ကျွန်တော်တို့နေ့တာလှုပ်ရှားခြင်းတွေမှာထွက်ရှိလာတဲ့ odor cross point sweating လို့ခေါ်တဲ့ခန္ဓာကိုယ်ကထွက်ရှိတဲ့ချွေးနဲ့အရေပြားပေါ်ကဘက်တီးရီးယားတွေပေါင်းစပ်တဲ့ကထွက်လာတဲ့နှံ့ကိုပြောခြင်းဖြစ်ပါတယ်။ဒါကြောင့်မိမိကိုယ်တိုင်အတွက်ကောအဝင်းကျင်ကလူတွေအတွက်ပါအဆင်ပြေမဲ့နည်းလမ်းကတော့ရေမွေးစက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ယနေ့ခေတ်မှာလူတန်းစားအလွှာတွေရေမွေးကိုစောင့်ဖို့ဆောင်ထားတဲ့ကြောင့်ကျွန်တော်အကြံပြုရင်းနဲ့ဒီအပိုင်းလေးကိုဆက်လက်တင်ဆက်ပေးပါမယ်။